ကဲမိတ်ဆွေတို့ပေါ့နော်ဒီနေ့ကတော့ပေါ့နော်ကျွန်တော်တို့ဒီ budget GPU နဲ့ပတ်သက်ပြီးတော့သတင်းကောင်းလေးတစ်ခုလာရှင်းပေးမယ်ကျွန်တော်တို့ဒီ budget ဆက်တဲ့ဆင်တဲ့အခါမှာ graphic ကကျွန်တော်တို့က30ဆိုလို့ရှိရင် RTX 3050 6GB ရှိမယ်ပြီးလို့ရှိရင် RTX 5050 8GB ရှိမယ်အဲ့နှစ်ခုကြားမှာ graphic ကလုံးဝမရှိဘူးပေါ့နော်လောလောဆယ်ပေါ့နော်အသစ်ထဲမှာပေါ့နော်အဲ့တော့ RTX 3050 8GB လည်းဝယ်လို့မရတော့ 6GB version တစ်ခုပဲထွက်တော့တယ်အဲ့တော့ဒီနှစ်ခုကြားမှာတစ်ခုခုလိုနေရပါတော့customer တွေအနေနဲ့ပေါ့နော်လိုချင်လားတော့မသိဘူးဒါပေမဲ့ကျွန်တော်ဆက်ဆင်တဲ့လူအနေနဲ့ကြတော့တော်တော်လေးကိုလိုအပ်တယ်ဗျအဲ့နှစ်ခုကြားထဲမှာ customer တွေဘာပြော30 50 6GB ကြတော့လဲလုံးဝ budget အဖြစ်ဆုံးကတ်ပေါ့နော်မသုံးချင်ဘူး performance မကောင်းဘူး line တွေကမျိုးစုံပြောတယ်ပိုင်းနေနေပေါ့နော်ပြီးလို့ရှိရင် RTX 50 8GB ကြတော့လဲဈေးများတယ်မသွားနိုင်ဘူးမသွားချင်ဘူးအဲ့တော့ကြားထဲဘာရှိသေးလဲအဲ့လိုမျိုးတွေပေါ့နော်အဲ့တော့အခုသတင်းကောင်းလေးရှိပါပြီ Nvidia ကဘာပြောလဲဆိုတော့ဒီ3လပိုင်းနဲ့စပြီးတော့တို့က RTX 3060ပြန်ထွက်မယ်တဲ့3060တို့မထွက်တာကြာပြီဗျအခု3060ကို Nvidia ထုတ်ပေးမယ်တဲ့သတင်းကောင်းလေးပါ market ထဲကိုဘယ်ချိန်ရောက်မလဲဆိုတော့ကျွန်တော်ထင်တာတော့ April သို့မဟုတ် May လောက်ရောက်လိမ့်မယ်ရတာနဲ့ကျွန်တော်ဆင်လိမ့်မယ်အဲ့ဒီ set တော့ကျွန်တော်ဆင်ပါပဲဘာလို့3060ဆိုလူကြိုက်အရန်များတယ်နောက်တစ်ချက်ကအခုဆိုသူ့ဈေးကလည်းကျင်းသေးတာတော့3050နဲ့50ကြားထဲမှာရှိလိမ့်မယ်အဲ့တော့ကျွန်တော်ဆင်ကိုဆင်လိမ့်မယ်ပေါ့နော်customer အနေနဲ့လည်းရွေးလို့ရတယ်ဒါပေမဲ့3060မှာ version တစ်ခုရှိတယ်ဗျအတိအကျပြောမှဆိုရှင် 8GB version နဲ့ 12GB version Nvidia ဘယ် version ထုတ်မလဲတော့မပြောတတ်ဘူးဖြစ်ဖို့များတာတော့ 8GB version လို့တော့ကျွန်တော်ထင်တယ်ဘာကြောင့်လဲဆိုတော့ VRAM တွေတလောက်စီးကြီးနေတာဗျာသူ 12GB version ဘယ်ထုတ်ပေးမလဲ 12GB version ထုတ်တော့ RTX 50ဆက်တော့စီးကြီးသွားမလားမသိဘူး 8GB version ထုတ်လိုက်မယ်ကျွန်တော်ထင်တာတော့ဗောနော်ဒါပေမဲ့အတိအကျတော့သူထွက်တဲ့ချိန်ကျမှကျွန်တော်သိရမယ်အဲ့ဒါလေးလာရှင်းပေးတာပါ budget ဆင်ချင်တဲ့လူတွေတော့လောကသတင်းကောင်းလေးပါ30 60လေးပြန်ရပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်เนาะ